ဒီလူရဲ့ကြောင်တွေကတော့ပုံတဲ့နေရာမှာဆရာကြီးတွေပါပဲဘာလို့လဲဆိုတော့သူ့ရဲ့အမေကကြောင်မွေးတာကိုမကြိုက်ပါဘူးအိမ်ကိုမေလာလဲရင်ကြောင်လေးတွေကိုအမြဲတမ်းပုံခန်းရပါတယ်ဒီလိုနဲ့အမေဖြစ်သူကဆိုပါပေါ်မှာကြောင်တကောင်တွေးလိုက်တာနဲ့စိတ်ဆိုးသွားပါတယ်ဒါပေမဲ့သူကောက်ကင်လိုက်တဲ့ခါမှာတော့အယုတ်ကြီးဖြစ်နေမှတီးလိုက်ရပါတယ်ကန်ကောင်းတာကသူကဆောင်းမောကြောင်တလေးကိုတော့မြင်မတွားရှာပါဘူးအဲ့ဒီနောက်မှာတော့သူကအိတ်ခမ်းထဲကိုတွားစစ်လိုက်ပါတယ်ပုံတွေကိုကြည့်ပြီးတန်တန်းရှိတာနဲ့သူကအကုန်လိုက်စစ်ပါတယ်ဒါပေမဲ့လို့သူကအိမ်ရခင်းပေါ်မှာကိုရောင်ဖြောင်းနေတဲ့ကြောင်လေးကိုတော့မမြင်လိုက်ပါဘူးအဲ့ဒီနောက်မှာတော့ဗီဒီယိုကိုဖွင့်ကြည့်လိုက်ပါတယ်ပြီးတော့အယုတ်တွေကိုတခြားလေးလိုက်စစ်ပါတယ်ဒါပေမဲ့သူ့ကောင်းထက်မှာပုံနေတဲ့ကြောင်လေးကိုတော့မမြင်ပြန်ပါဘူးတအိမ်လုံးကိုရှာပြီးတဲ့ခါမှာတော့သူ့ရဲ့တားမှာကြောင်တကောင်မှမရှိဘူးလို့ယုံကြည်သွားပါတယ်ဒါနဲ့အခန်းထဲကနေပြန်ထွက်ဖို့လုပ်နေစင်မှာပဲသူမကပကြီးကားနှစ်ချက်နောက်မှာပုံနေတဲ့ကြောင်လေးတစ်ကောင်နဲ့ပါထပ်ပြီးလွတ်သွားပြန်ပါတယ်ဒီကြောင်လေးမှာတော့မော်ဆန်ဆုံးမွေးလေးတွေရှိနေပါတယ်ဘာလို့လဲဆိုတော့သူဟာရေနဲ့ထိလိုက်လို့ရှိရင်အထူးဆန်းဆုံးတုံ့ပြန်တက်လို့ဖြစ်ပါတယ်ဒါကိုတခင်ကတက်တည်ပြဖို့အတွက်အမွေးလေးတွေကိုနည်းနည်းခွဲလိုက်ပါတယ်ပြီးတော့သူ့ရဲ့ကြောပေါ်မှာရေတင်းနည်းနည်းလောင်းလိုက်ပါတယ်အခုဆိုရင်တော့သူ့ကြောပေါ်မှာရေကန်တေးတေးလေးဖြစ်နေပါပြီဒါကိုတွေးလိုက်တဲ့တခင်က idea တစ်ခုရလာပါတယ်ဒါကတော့ငါးလေးတစ်ကောင်အတွက်ရေကူးကန်လေးစောက်ပေးချင်တာပါဒီကန်လေးကိုကြောင်လေးရဲ့ကြောပေါ်မှာစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ပဲသူမကကြောင်လေးရဲ့ကြောပေါ်မှာဂျိုင်းလေးတစ်ခုပြစ်လုပ်လိုက်ပါတယ်ပြီးတော့ရေလေးနည်းနည်းလောင်းထည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ငါးလေးကိုရေကန်လေးထဲထည့်လိုက်ပါတယ်ငါးလေးကလည်းကန်လေးထဲမှာရေကူးရတယ်ပျော်နေပါတယ်အခုတော့ကမ္ဘာ့တည်ငယ်ဆုံးငါးမွေးကန်လေးကိုကြောင်လေးရတူးကြောပေါ်မှာတိစောက်ထားပါတယ်